ကျွန်တော်တို့ဖွဲ့ဟာပြုံးလင် B4 ကိုရောက်ရှိနေတာဖြစ်ပါတယ်မန္တကားကိုဝင်မယ်ဆိုလို့ရှိရင်မန္တတားကိုသွားလျှောက်လမ်းမယ်ဆိုလို့ရှိရင်တော့လူကြီးကလေး3000ကျပ်လက်မှတ်ဖြတ်ရမှာဖြစ်ပါတယ်ဖြတ်ခဏနီးဖက်နှက်ကိုတော့အစကလေးဆွတ်ရပါတယ်မန္တနာကိုဖြတ်နေပါပြီခင်ဗျာမန္တနာဖြတ်ပြီးတော့မှကျွန်တော်တို့တွေရေခွင်ရဲ့အလားရှုရင်းကိုလည်းကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်ဒါမန္တနာရဲ့အဝင်ဝရှုခင်းဖြစ်ပါမန္တနာကနေပြီးတော့မှတွေ့မြင်ရတဲ့ရှုခင်းဖြစ်ပါတယ်ရေစီးစံလေးတွေလည်းကြားနေရပါပြီဖြစ်ပါတယ်ဟောနေပြီးတော့မှအောက်ဘက်ချမ်းမြင်ခွင့်ဖြစ်ပါတယ်မန္တနာကနေပြီးတော့မှကျွန်တော်တို့ရှောက်ပြီးတော့မှလာပြီဖြစ်ပါတယ်အပနာပေါ်မှာလည်းဒီလိုရှုကလေးတွေတွေ့ရမှာဖြစ်ပါတယ်။ကေဘယ်ကားလေးတွေကိုလည်းဝေးကနေလမ်းမြင်တွေ့ရပြီဖြစ်ပါတယ်။မန္တနာပေါ်မှာကိုရင်လေးတွေရှောက်လန်းလာတာဖြစ်ပါတယ်။ကိုရင်လေးတွေကျွန်တော်တို့ဘွဲ့ဒိုင်နိုဆောဥယျာဉ်ကိုသွားနေတာဖြစ်ပါတယ်။ရှေ့မှာမြင်တွေ့နေရတဲ့ဘက်ကီလေးကိုလည်းငှားရမ်းစီးနိုင်ပြီဖြစ်ပါတယ်။ရှေ့မှာမြင်တွေ့ရတဲ့ဘက်ကီကတော့တစ်စီးကို2000ခွဲ12ယောက်စီးလို့ရတာဖြစ်ပါတယ်ဒါဒိုင်နိုဆောဥယျာဉ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဗျာဒိုင်နိုဆောဥယျာဉ်မှာရှိနေတဲ့ဒီမဲ့ဥလေးတွေတွေ့ရတာဖြစ်ပါတယ်ဟုတ်ချာဝယ်ပြီးတော့ထားတာပေါ့ဟုတ်တော့ဒိုင်နိုဆောဥယျာဉ်မှာရှိနေတဲ့ဒိုင်နိုဆောတွေကအသက်ဝင်လှုပ်ရှားလေးရှိတာကိုတွေ့ရတာဖြစ်ပါတယ်ဒီမှာမြင်တွေ့နေရတာတော့ဒိုင်နိုဆောအယိုးချောက်နဲ့တွေ့ရတာဖြစ်ပါတယ်ဒါရောစီးစောရှောစင်ဖြစ်ပါတယ်ခင်ဗျာရှောစင်ဒီမှာဒိုင်နိုဆောတွေကတော့အသက်ဝင်လှုပ်ရှားနေတာကိုတွေ့ရပါတယ်ဒိုင်နိုဆောဥယျာဉ်ကိုတွေ့နေရတာဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်တို့တကယ်ဆက်တွေဖွင့်ထားပြီးဆိုရင်တော့မီးတွေမှုတ်ထုတ်တာတွေ့ရပါဖြစ်ပါတယ်ဟိုဝေးမှာမြင်တွေ့နေရတာကတော့ကျွန်တော်တို့လူစီးပြီးတော့မှဆော့လို့ရတဲ့အနေထားလူစီးလို့ရတဲ့အနေထားကိုတွေ့ရတာဖြစ်ပါတယ်ပြုလုပ်ကြပါရဲ့ကိစ္စရပြပါမယ်နော်ဒီလိုတော့ကျွန်တော်တို့အဝင်ဝမှာလည်းဒိုင်နိုဆောပကြီးကားချက်ကလေးကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ရှေ့မှာတော့ရိုလာကိုစတာကိုတွေ့ရမှာဖြစ်ပါတယ်ရိုလာကိုစတာကိုစီးမယ်ဆိုရင်တော့ကလေးလူကြီး3000ကလေး2000နဲ့ရောစီးနေနိုင်မှာဖြစ်ပါတယ်ကမ္ဘာကားကိုလည်းစီးနေနိုင်မှာဖြစ်ပါတယ်ဂျိုဒန်တအူးလျင်3000ကျပ်အလူဒန်တအူးလျင်9000ကျပ်လို့ရေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တီးကက်ကိုလည်းစီးနေနိုင်မှာဖြစ်ပါတယ်တီးကက်ကိုတော့ကလေးလူကြီးတအူးလျင်2000လုံးနဲ့စီးနေနိုင်မှာဖြစ်ပါတယ်ရတဲ့မယ်ရီဂိုရောင်းကိုတော့တအူးလျင်2000လုံးနဲ့စီးနေနိုင်မှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာအပန်းပြေစကန်ထဲမှာတော့တက်ကလာဦးကြီးကိုမြင်တွေ့ရမှာဖြစ်ပြီးဖြူနီပြဝါရောင်သွေးစုံလင်လာတဲ့ပန်းဥယျာဉ်ကိုလည်းတွေ့မြင်ခံစားရမှာဖြစ်ပါတယ်စကားလာလေးလည်းစုံတယ်နော်တစ်ဖက်မှာတော့စက်ကူပန်းအလှနဲ့ပန်းအလှကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ကေပဲလည်းစီးနေနိုင်မှာဖြစ်ပါတယ်အသွားပြန်6000လုံးနဲ့စီးနေနိုင်မှာဖြစ်ပြီးတချောင်းနဲ့ဆိုရင်တော့4000လုံးနဲ့စီးနေနိုင်မှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်အတွဲများရဲ့ဓာတ်ပုံရိုက်ကွက်များကိုလည်းတွေ့ရမှာဖြစ်ပါတယ်နင်းစီပန်းတွေကိုလည်းတွေ့မြင်ခံစားရမှာဖြစ်ပါတယ်နင်းစီချံဆိုလို့ရှိရင်တော့အဖြူအနီပန်းရောင်စားတဲ့ရောင်သွေးစုံလင်စွာတွေ့မြင်ရမှာဖြစ်ပြီးစက်ခုပန်းလေးတွေကိုလည်းတွေ့မြင်ခံစားရမှာဖြစ်ပါတယ်ဒါကတော့စက်ကူပန်းအလှဖြစ်ပါတယ်ဒါအနာဂတ်ရဲ့စီနီမာလို့ခေါ်တဲ့ရုပ်ရှင်ရုံနေရာမြင်နေရာဖြစ်ပါတယ်နောက်ဆိုရင်တော့ရုပ်ရှင်ရုံလည်းတဝါကြီးခန်းစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာကေဘယ်များရဲ့အဝေးမြင်ရှုခင်းဖြစ်ပါတယ်စက်ကူပင်ပန်းအလှလေးကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ကေဘယ်တန်းလေးတွေရဲ့အဝေးမြင်ရှုခင်းကိုလည်းတွေ့မြင်ခံစားရမှာဖြစ်ပါတယ်အသေးပုံနေရာမှာလည်းဓာတ်ပုံရိုက်လို့ရပါတယ်ခင်ဗျာပြုံးလင်ရဲ့အထင်ကရနိုင်စဉ်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးဒါလေးကတော့အိမ်သေးသေးလေးနဲ့လှလှလေးလှုပ်ထားတာတွေ့ရမှာဖြစ်ဒီနောက်မှာဆိုရင်ကျွန်တော်တို့ကရှေးအောင်ကားလေးကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ music band ကိုလည်းတဝါကြီးနားဆင်ခံစားရမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ဖွဲ့တွေပြန်လဲတွေးဆုံကြပါစို့လို့တိုက်တွန်းရင်းညီကုန်းချုပ်ပါတယ်